classroom တွေပါပဲဖြစ်ကျွန်တော်တို့ကစာသင်ကြတယ် assignment ထပ်တာတို့စာတမ်းပြုစုဖို့အတွက်ကိုကျွန်တော်တို့ကလက်တော့တစ်လုံးလိုပါကျွန်တော်တို့ screen time မြန်မာအသုံးပြုမယ်စာတွေပါသင်ကြားရတဲ့အချိန်ကြလို့ရှိရင်ကျွန်တော် suicide ကလည်းအဲ့အချိန်မှာကျွန်တော်ကြုံမှုတယ်ဗျာကျွန်တော်အဲ့ဒီကျွန်တော် computer display ကမကောင်းဘူးများသေးလားအဲ့လို LCD line လေးပါအဲ့တော့ကျွန်တော်အချိန်ကြာကြည့်တယ်ကြည့်နေနေဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်မူးတယ်ဗျာသိလားဒီ LCD screen time ကြာလာရင်မှကျွန်တော်တို့မျက်လုံးတွေကခံနိုင်မရှိဘူးပါဗျာသိလား display မကောင်းတာတို့ပါဆိုလို့ရှိရင်လည်းအဲ့လိုမျိုးမျက်လုံးကအာရုံစိုက်တာများတယ်ကိုကဒီမှာကစာအသေးတန်ရှားရတယ်တီးစကအသေးတန်လောက်ရတယ်စာတွေကတေချေရိုက်ကြတယ်ဗျာနှိပ်ကိဘက်မှာကန်နေထိုင်တာပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်day light မှာလည်းကျွန်တော်အသုံးပြုကြတယ်အဲ့ကြလို့ရှိရင်ကျွန်တော်ဒီကောင်းရဲ့ display ဒီကောင်းရဲ့ display ကဘယ်လိုကောင်းသွားလဲဆိုလို့ရှိရင် IPS display ကိုဒီကောင်ကသုံးထားအတွက်ကြောင့်ကျွန်တော်တို့ရုပ်ထွက်အားဖြစ်လဲ resolution ကလည်းလုံးဝကောင်းတယ် resolution ကလည်းကြည့်အပြင်မှာလာကြည့် day light မှာဆိုလို့ရှိရင်လည်းသူရဲ့ resolution ကထွက်တဲ့လောက်ထွက်တယ်ဥပမာကန်နေမှာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်စာချားနေရကိုက100ပေါ့သုံးမယ်အဲ့လိုသုံးတဲ့နေရာမှာဆိုကြည့်အောင်ဒီမှာလက်တစ်ဖက်နဲ့ကိုကဒီမှာစာရseminar room ထဲမှာပဲဖြစ်ဖြစ်တဲတန်ဟိုဆရာမတွေမေးချင်ကိုကတခုခုပြင်နေရှိရပဲပြင်နေရှိလို့ရှိရင်ဒီလိုလေးလက်တစ်ဖက်နဲ့ပဲကိုကပေါ့လေးဝင်ပြီးတော့ကို copy paste လုပ်မလားကိုရဲ့စာတမ်းကိုဘယ်လိုမျိုးပြုစုမလဲအဲ့လိုမျိုးလေးပေါ့နော်ဒီချက်လေးတွေရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့ပေါ့နေနေဒီကောင်လေးကိုလည်းအသုံးပြုတယ်နောက်ပြီးတော့ carbon fiber လေးအုပ်ပေးတာအဲ့အတွက်ကြောင့်သူကအကျန်းနဲ့ခံတယ်နောက်ပြီးရင်လက်ရထင်လို့ရှိရင်ကျွန်တော် tissue လေးနဲ့တုပ်လိုက်လို့ရှိရင်မှသူ့ရဲ့ cover လေးကလုံးဝအတတိုင်းလေးပြန်ဖြစ်သွားတယ်ပေါ့နော်တခါလေလိုင်းကတိုးစီရတယ်ရှိတယ်အဲ့အချိန်မှာကျွန်တော်တို့က laptop ကိုထည့်ဖို့တက်ကကြတော့ကျွန်တော် laptop ဘတ်တွေကကြတော့ကောင်းတဲ့အမျိုးအစားတွေလည်းရှိတယ်ကောင်းတဲ့အမျိုးအစားဆိုလို့ရှိရင်လည်းဈေးနှုန်းအဖြစ်တယ်မတက်တာဘူးပေါ့နော်ဒီဘက်ခက်မှာမတက်တာဘူးကိုသုံးမဲ့ပစ္စည်းကိုလည်းအကျန်းခံမဲ့အရာတွေကျွန်တော်တို့အနေနဲ့ရွေးချယ်ရတယ်ရွေးချယ်ရတဲ့နေရာမှာဈေးနှုန်းတင့်ပြီးတော့ performance ကောင်းနဲ့ကြာလို့ရှိရင်ဒီ H1 carbon လေးတွေကအဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ဒီဟာတွေကကျွန်တော်ပြောတာမဟုတ်ဘူးဒါတွေက test reviewer တွေတော်တော်များများက recommend ပေးထားတဲ့မျိုးစားလေးဖြစ်တယ် thin fat တွေက H1 carbon CD ဖြစ်ပါတယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့လာရောက်စုံစမ်းလို့လည်းရပါတယ်ဆက်သွယ်မှာယူခြင်းလို့ရှိရင်တော့3999 8109 225ကိုကျွန်တော်ဒီမှာဆက်သွယ်မှာယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်